บทที่6บทที่6ภาษานัมเบอร์6ရောက်ပြီเนาะปูนาเลกันนะมีมออีมีရှိသည်สีดำအမဲရောင်ปูนามีสีดำကနန်းကအမဲရောင်ရှိတယ်တိုးဆိုတာခွေးကလေးရဲ့နာမည်ก็လဲပဲมีရှိသည်หูဆိုတာကနရွက်สีดำအမဲရောင်တိုးก็มีหูสีดำခွေးလေးကလည်းပဲနရွက်အမဲရောင်ရှိတယ်หูတိုးဆိုရင်ခွေးလေးရဲ့နရွက်မှာมีရှိတယ်ปูนาကနန်းရှိတယ်หูတိုးมีปูนาခွေးရဲ့နရွက်မှာကနန်းရှိတယ်အဲ့ဆိုရင်ဒီဟာအရင်လိုက်ဖတ်မယ်နော်ปูนามีสีดำโตก็มีหูสีดำหูโตมีปูนามานีဒီမင်းကလေးကจะဆိုတာကတစ်ခုခုကိုလှုပ်တော့မလို့ပေါ့နော်จะတီးဆိုရင်ရိုက်တော့မလို့ปูนาကနန်းကိုမာနီจะตีปูนาမာနီကကနန်းကိုရိုက်မလို့ปูนาไปဆိုတာကတွားတယ်နိုင်အထဲပဲထဲလဲရူปูนาไปในรูဒီကနန်းကဒီအတွင်းပေါက်ထဲကိုတွားတယ်မာနီจะตีปูนาไปในรูပြီးတော့မာနီเทဆိုတာကတွန်းတယ်လောင်းတယ်လို့ပြောလို့ရတယ်နော်ယာဆိုတာကဆေးမာနီเทယာဒါပေမဲ့ဒီနေရာမှာဆေးတွန်းဆေးလောင်းတာမဟုတ်တော့နော်မာနီเทယာထားหูโตမာနီကဆေးကိုနည်းနည်းလေးယူပြီးတော့မှထားหูโตခွေးရဲ့နရွက်ကိုလိမ်ပေးတယ်ဆေးယူပြီးတော့မှခွေးရဲ့နရွက်ကိုလိမ်ပေးတယ်လို့သဘောရနော်မာနီเทယာထားหูโตမာနီทายาเบาทายาဆိုတာကဆေးလိမ့်တယ်เบาညင်တတမာနီทายาเบาโตခွေးလေးကအောက်ขาခြေထောက်ယူပြီးတော့မှကောက်หูနရွက်ကိုကုတ်တယ်โตအောက်ขาကောက်หูမာနီเทยาทาหูโตมานีทายาเบาโตเอาขาเกาหูภาษาชาวกูเราจะเข้าเปลี่ยนติชนะทำไหมเนาะบทที่6ปูนามีสีดำโตก็มีหูสีดำหูโตมีปูนามานีจะตีปูนาปูนาไปในรูมานีเทยาทาหูโตมานีทายาเบาโตเอาขาเกาหู